ဒါကတော့ကျွန်တော်ရဲ့ရွာတာယူဖြစ်ပါတယ်သူကတော့ဖေကွန်မြူနဲ့အလက်ကရန်ကြီးရွာအုပ်စုမှာရှိတဲ့ရွာငယ်လေးတစ်ရွာဖြစ်ပါတယ်ရွာသူရွာသားတွေကတော့တောင်ရလုတ်ပြီးတော့မှအသက်မွေးဝမ်းကြောင်းပြုကြပါတယ်အရင်လာတဲ့ရွာတစ်ရွာဖြစ်ပါတယ်တောင်တွေနဲ့ဝန်းရံထားတာဖြစ်တဲ့အတွက်မိုးတွင်းဆိုပို့ပြီးတော့လာပါတယ်တစ်ဖက်မှာလည်းမိုးအရင်များပါတယ်မိုးတွင်းဆိုရင်စိတ်ပြက်လောက်အောင်ကိုမိုးတွေများတဲ့ဒေသတစ်ခုဖြစ်ပါတယ်ဒါတော့ကျွန်တော်ရဲ့အိမ်ပဲဖြစ်ပါတယ်ကျွန်တော်ဝေးဝေးမှတစ်ခါရောက်ဖြစ်တဲ့အိမ်ပဲဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်ဒီမော့ဆိုအနောက်ဖက်ခြမ်းကိုသွားလည်မှာဖြစ်ပါတယ်အဲ့မှာတကယ်ချင်းတချို့တည်ရှိပါတယ်မရောက်တာလဲကြာတာဖြစ်တဲ့အတွက်သူတို့စီကိုသွားလည်မှာဖြစ်ပါတယ်ပဲဆိုင်ရောက်နေဆိုပါရ Rest in peace ရောက်တော့ရောက်ထိုက်တွေ့တယ်ဆိုတော့မပြောပါဘူးဒီမတော်ဘူးလေပြင်မလဲတွေ့တယ်ဆိုတော့အမပြရနောက်ခပ်ပြန်လာမယ်တိုင်မယ်တရားတော့ဒီဖက်ပြန်လာမယ်ဆိုခုပိုင်းကမော့ဆိုအနောက်ဖက်ချန်ကတော့အများကြီးပြောင်းလဲမှုမရှိပါဘူးလမ်းဘေးဝဲရမှာရှိတဲ့ဆက်ရှောင်းအိမ်ကလည်းအရင်တိုင်းပါပဲ2025မှာပထမဆုံးမိုးမိတဲ့အတွေ့အကြုံလေးပဲဖြစ်ပါတယ်တောက်ပြီးစားပြီးတော့ရွာပြန်ပါတယ်အပြန်လန်းခီးမှာစကားပြောရင်းနဲ့တွားရင်းနဲ့ရွာဘလို့ရောက်မှန်းတော့မသိလိုက်ဘူး太傻点了，打散给他们比，是的人都。ဒါကတော့ကျွန်တော်ရွာမရောက်ခင်လမ်းပိုင်းလေးတစ်ခုကနေမှလမ်းမြင်နေရတဲ့မြင်ကွင်းလေးပဲဖြစ်ပါတယ်အရန်ကိုစိမ့်ဆူနေတဲ့တောတောင်တွေရဲ့အုပ်မိုင်းနေတဲ့ရာသီဥတုလေးကတော်တော်လေးကိုလာပါတယ်ရွာမဝင်ခင်လေးမှာအနောက်ကတောင်တန်းကတော်တော်လေးကိုလာနေတော့တငယ်ချင်းနဲ့လည်းဗီဒီယိုထိုင်ရိုက်ဖြစ်ခဲ့ပါသေးတယ်တော်တော်လေးကြိုးစားပန်းစားရိုက်လိုက်ရတဲ့ဗီဒီယိုကလစ်ဖြစ်ပါတယ်ဒီခီးစင်တွေ့တဲ့ကဲကိုအမတ်တရားတစ်ခုလည်းဖြစ်ပါတယ်မနေ့က cherry ကုန်းကိုသွားလည်ပြီးပါပြီဒီနေ့လည်းတစ်ခေါက်ထပ်ပြီးတော့သွားမှာဖြစ်ပါတယ်တကယ်ချင်းတချို့ရှင်းနေသေးတာဖြစ်တဲ့အတွက်သူတို့စီကိုသွားလည်မှာဖြစ်ပါတယ်ဒီနေ့ကတချင်နေ့ဖြစ်တဲ့အတွက်လမ်းမရေကစားနေတဲ့ကလေးတချို့လူကြီးတချို့ကလည်းတွေ့ခဲ့ရပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဒီ cherry ကုန်းဖက်ကိုမရောက်တာနှစ်လောက်ရှိသွားပြီဖြစ်တဲ့အတွက်တကယ်ကိုစိတ်ချမ်းသာရတဲ့ခရီးစဉ်တစ်ခုလို့ပြောလို့ရပါတယ်ဒါတော့ weapon blow မှာဖွင့်ထားတဲ့တငယ်ချင်းရဲ့ stationery sign ဖြစ်ပါတယ်ကျွန်တော် vlog ကိုကြည့်နေတဲ့လူတွေstationery လိုအပ်တယ်ဆိုလို့ရှိရင်အဲ့ဆိုင်မှာတွားရောက်အားပေးလို့ရပါတယ်ဒီရောက်စီရောက်နေတယ်နော်ငါတော့လည်းပြန်သွားမလို့ဒါကြီးတောင်းနေပါလေတို့ပါလို့တော်လေး surprise တောင်းနေပါတယ်
နေရောက်တော့တောင်းပြပါလေ ဒီရောက်တယ်အဲ့လိုပဲတိုက်ပါတယ်ပေါ့ ဒီပြလိုက်မယ်နေရောက်တော့နေပြီးတိုက်တယ်လို့ပြောတယ်တော့ surprise တိုက်တယ် သူအသေးတောင်းပါလေမတန်းချင်းပြန်လေလို့ ဘယ်လောက်ထိလေလဲဆိုတော့ညမူချုံမှပြန်လာပါတယ်ဒါပေမဲ့အေးအေးစစ်စစ်ပါပဲဒါကလည်းအမတ်တရားတစ်ခုပေါ့နော်ပြန်နေတဲ့အတော့အတွင်းမှာဘာတွေလုပ်ခဲ့လဲဆိုတော့မမေရရဘာမှမလုပ်ပါဘူးကျွန်တော်အားရင်အိမ်ပတ်လေပါတယ်တချို့လူကြီးနေနဲ့စကားသားပြောတယ်လူငယ်တွေနဲ့စကားသားပြောပါတယ်ဒီဟာလေးပဲလုပ်ဖြစ်ပါတယ်ပေါ့နော်ပြီးတော့တအိမ်တက်တအိမ်ဆင်းခေါင်လိုက်တော့ပါတယ်အရန်ကိုပျော်ခဲ့ရတဲ့အချိန်ပေါ့နော်ဖုန်းလိုင်းလည်းမမိတော့အလုပ်ကိစ္စဆိုရင်လည်းကောင်းတယ်တိတ်မရောက်ဘူးလွတ်လွတ်လပ်လပ်နေခဲ့ရတဲ့အချိန်ကာလတစ်ခုပါပဲအားတော့ကျွန်တော်ရွာပြန်ခဲ့တဲ့ဗီဒီယိုရဲ့တတိယအပိုင်းလေးပဲဖြစ်ပါတယ်နောက်အပိုင်းမှာဆက်ပြီးတော့လာပါမယ်ကြည့်ရှုအားပေးတဲ့လူအားလုံးကျေးဇူးတင်ပါတယ်